سبحان ربي الأعلى الوهاب اللهم صل على سيدنا محمد وعلى آل سيدنا محمد وبارك وسلم ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين رب اغفر وارحم وأنت خير الراحمين رب ارحمهما كما ربياني صغيرا ربنا هب لنا من أزواجنا وذرياتنا قرة أعين واجعلنا للمتقين إماما Ya Allah ရှင်ကျွန်တော်မျိုးရဲ့ဒုအာကိုလက်ခံတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့အဖြစ်တွေအားလုံးကိုအလ္လာဟ်မာဖ်လုပ်တော်မူပါ Ya Allah ကျွန်တော်မျိုးတို့တိလျက်နဲ့ကိုမိမပြီးတော့ကိုကိုနာရီအများကြီးကျွလွန်ခဲ့မိပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့အင်မတန်မိတ်မေးတဲ့ဘန္တာတွေဖြစ်ပါတယ် Ya Allah Ya Allah အလ္လာဟ်ရှင်မြတ်ဟာအင်မတန်ကြီးကျယ်လွန်းလာတဲ့အရှင်ဖြစ်ပါတယ် Ya Allah Ya Allah ကျွန်တော်တို့တွေအင်မတန်မှကိုပဲတိမ်နှုတ်တဲ့ချိနေတဲ့ဘန္တာတွေဖြစ်ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ဘဝမှာအဆအရာရာအလ္လာဟ်ကိုမှီခိုရပါတယ် Ya Allah Ya Allah အလ္လာဟ်တောဖီကမပေးရင်ကျွန်တော်မျိုးတို့ထိုင်နေရာကနေမထနိုင်ပါဘူး Ya Allah အလ္လာဟ်တောဖီကမပေးရင်ကျွန်တော်မျိုးတို့ခြေတလန်းလန်းပြီးနောက်တလန်းမှလန်းနိုင်ပါဘူး Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ကပဲတိတ်ခါရီချစ်မြတ်ထားတာပါ Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ကပဲကြွေးမွေးနေတာပါ Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ကပဲစီစဉ်ဥစ္စာတွေပေးထားတာပါ Ya Allah ကျွန်တော်မျိုးတို့ရဲ့ကောင်းစားချေအဆုံးကျွန်တော်မျိုးတို့ရဲ့ပတ်ဝန်းကျင်အားလုံးအလ္လာဟ်ရဲ့ကြီးစုတွေနဲ့ပြည့်နှက်နေပါတယ် Ya Allah Ya Allah သို့ပင်ပဲလေကျွန်တော်မျိုးတို့အလ္လာဟ်အမိကိုဖီးဆန်ခဲ့မိပါတယ် Ya Allah အလ္လာဟ်ခိုင်းတာကိုကျွန်တော်မျိုးတို့ဖျက်ကွက်ခဲ့ပါတယ် Ya Allah အလ္လာဟ်တားတာကိုကျွန်တော်မျိုးတို့လုပ်ခဲ့မိပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့အင်မတန်မိုက်ခဲ့ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့အခုနောင်တရပါပြီ Ya Allah နောင်တရပါပြီ Ya Allah ကျွန်တော်မျိုးတို့မှားမှန်းသိပါပြီ Ya Allah Ya Allah ကျွန်တော်မျိုးတို့နှလုံးသားထဲမှာရှက်စိတ်ဖြစ်ပါတယ် Ya Allah အင်မတန်မိုက်တဲ့ဘန္တာအင်မတန်စူးသွမ်းတဲ့ဘန္တာတွေပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့မလုပ်သင့်တာလုပ်လိုက်ပါပြီ Ya Allah မလုပ်သင့်တာကိုလုပ်ခဲ့မိပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်မာဖ်လုပ်ပါ Ya Allah ကျွန်တော်မျိုးတို့အတွက်အားကိုးစရာအလ္လာဟ်ပဲရှိပါတယ် Ya Allah Ya Allah စင်ရသားတယောက်ကအိမ်တိမ်ရဲ့တကဘာဝါကနေဘာမှမရဘူးဆိုရင် तू နောက်တဲ့အိမ်သွားစရာရှိပါတယ် Ya Allah သို့ပေမဲ့ကျွန်တော်တို့ရဲ့မျိုးတို့စီမှာအလ္လာဟ်ရဲ့တကဘောက်ကလွယ်ပြီးနောက်ထပ်တကဘောက်မရှိပါဘူး Ya Allah Ya Allah အလ္လာဟ်ရဲ့တကဘောက်ရဲ့အဝကိုကျွန်တော်မျိုးတို့အခုရောက်နေပါပြီ Ya Allah Ya Allah ကျွန်တော်မျိုးတို့လက်ဖြန့်ထားပါပြီ Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်မဂ်ဖီရတ်ချီးမြှင့်တော်မူပါ Ya Allah ကျွန်တော်မျိုးတို့ရဲ့အဖြစ်တွေကိုအလ္လာဟ်မာဖ်လုပ်တော်မူပါ Ya Allah ကျွန်တော်မျိုးတို့လုပ်တဲ့တောဘာကိုအလ္လာဟ်လက်ခံတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်မာဖ်မလုပ်ဘူးအလ္လာဟ်ခွင့်မလုပ်ဘူးဆိုရင်ရှိုက်တန်မိစ္ဆာကောင်ပျော်ပါလိမ့်မယ် Ya Allah ရှိုက်တန်ဟာလှောင်ပြီးရေပါလိမ့်မယ် Ya Allah ကျွန်တော်မျိုးတို့ကိုရှိုက်တန်ကဒီလိုပြောပါလိမ့်မယ် Ya Allah မင်းတို့ဘယ်သူမှခွင့်မလုပ်တော့ဘူးမင်းတို့ကိုအလ္လာဟ်မာဖ်မလုပ်တော့ဘူးမင်းတို့ရဲ့ဘဝပြတ်ပါပြီမင်းတို့တော့ဒုက္ခရောက်ပါပြီဆိုပြီးရှိုက်တန်ဟာပြောပါလိမ့်မယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်မာဖ်လုပ်လိုက်မယ်ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ခွင့်လွတ်လိုက်မယ်ဆိုလို့ရှင် Ya Allah ရှိုက်တန်မိစ္ဆာကောင်ဝမ်းနဲ့ပတ်လက်ဖြစ်ပါလိမ့်မယ် Ya Allah Ya Allah သူကျူးပန်းထားခဲ့သမျှအားလုံးသေးတဲ့ရည်သွန်းဖြစ်သွားတဲ့အတွက်သူကြည်ကွဲဝမ်းနဲ့ပတ်လက်ဖြစ်ရပါလိမ့်မယ် Ya Allah Ya Allah ရှိုက်တန်ကိုပြောအောင်မလုပ်ပါနဲ့ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့ဂုဏ်တွေကိုအလ္လာဟ်မာဖ်လုပ်ပြီးတော့ရှိုက်တန်ကိုဝမ်းနဲ့ပတ်လက်ဖြစ်စေတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့ဂုဏ်တိလျက်နဲ့လုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါ Ya Allah မိမပြီးလုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါရည်ရွယ်ချက်နဲ့လုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါမရည်ရွယ်ပဲလုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါနေ့အချိန်မှာလုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါညအချိန်မှာလုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါ Ya Allah တူးတဲ့အရှိနေတဲ့အချိန်ပြုလုပ်ခဲ့တဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါလူအများရဲ့အရှိမှာပြုလုပ်ခဲ့မိတဲ့ဂုဏ်တွေကိုလည်းအလ္လာဟ်မာဖ်လုပ်တော်မူပါ Ya Allah ဘေဂုဏ်တွေကြောင့်ကျွန်တော်မျိုးတို့ကိုအလ္လာဟ်စိတ်ဆိုးနေလေအဲ့ဒီဂုဏ်တွေကိုအလ္လာဟ်မာဖ်လုပ်တော်မူပါဘေဂုဏ်တွေကြောင့်ကျွန်တော်မျိုးတို့အခက်ခဲတောကတွေကိုရောက်နေလေအဲ့ဒီဂုဏ်တွေကိုအလ္လာဟ်မာဖ်လုပ်တော်မူပါဘေဂုဏ်တွေကြောင့်ကျွန်တော်မျိုးတို့စီးပွားရေးတွေချက်တဲနေလေအဲ့ဒီဂုဏ်တွေကိုအလ္လာဟ်မာဖ်လုပ်တော်မူပါဘေဂုဏတွေကြောင့်ကျွန်တော်မျိုးတို့အလ္လာဟ်ရှင်မြတ်ရဲ့ရဟ်မတ်ကဝီယာကိုရောက်နေလေအဲ့ဒီဂုဏတွေကိုအလ္လာဟ်မာဖ်လုပ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့ဒုအာကိုအလ္လာဟ်လက်ခံတော်မူပါ
Ya Allah အလ္လာဟ်ရဲ့ထံတော်ပါမှာကျွန်တော်မျိုးတို့လက်ဖြန့်ထားပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ဟာတောင်းရမ်းတဲ့သူတွေရဲ့ပမာပါ Ya Allah Ya Allah အလ္လာဟ်ရဲ့ထံတော်ပါမှာကျွန်တော်မျိုးတို့လက်ဖြန့်လျက်ရှိပါတယ် Ya Allah ကုရ်အာန်မှာအလ္လာဟ်အမိန့်ရှိထားပါတယ် Ya Allah ဝအမ္မဆာအီလာဖလာတန်ဟာတောင်းရမ်းတဲ့သူကိုငေါက်ငန်းပြီးမထုတ်ပါနဲ့ဆိုပြီးအလ္လာဟ်အမိန့်ရှိထားပါတယ် Ya Allah Ya Allah တောင်းရမ်းတဲ့သူကိုပေးကမ်းခြင်းကိုအလ္လာဟ်နှစ်သက်တဲ့အရှင်ဖြစ်ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ဟာအခုတောင်းရမ်းနေတဲ့သူတွေပါအလ္လာဟ်ရဲ့ထံတော်ပါကနေမဂ်ဖီရတ်ကိုတောင်းရမ်းနေတဲ့သူတွေပါ Ya Allah Allah ရှင်မြတ်ကျွန်တော်မျိုးတို့ကိုမဂ်ဖီရတ်ချင်းမြတ်တော်မူပါ Ya Allah မဂ်ဖီရတ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့မဂ်ဖီရတ်နဲ့ထိုက်တန်တဲ့သူတွေမဟုတ်ပါဘူး Ya Allah မဂ်ဖီရတ်ရအောင်ယူနိုင်ဖို့ကျွန်တော်မျိုးတို့မှာဘာအမလ်မရှိပါဘူး Ya Allah Ya Allah ကျွန်တော်မျိုးတို့အားကိုးစရာအလ္လာဟ်ရဟ်မတ်ပဲရှိပါတယ် Ya Allah အလ္လာဟ်ရဲ့ရဟ်မတ်ကသာလင်ကျွန်တော်မျိုးတို့အတွက်တခုတည်းသောအားကိုးအားထားစရာပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ရဲ့ရဟ်မတ်ကအရှုနဲ့အလ္လာဟ်ရှုတော်မူပါ Ya Allah အလ္လာဟ်ရှုတော်မူပါ Ya Allah အလ္လာဟ်ကျွန်တော်မျိုးတို့ကိုရဟ်မတ်ကအရှုနဲ့ရှုပြီးတော့အလ္လာဟ်ကျွန်တော်မျိုးတို့ကိုမဂ်ဖီရတ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့တူအားကိုလက်ခံတော်မူပါ Ya Allah ကျွန်တော်မျိုးတို့ရဲ့တတ်တမ်းမှာအလ္လာဟ်ဘရကတ်ပေးတော်မူပါ Ya Allah အလ္လာဟ်အမိန့်နာခံပြီးနေထိုင်သွားနိုင်တဲ့တတ်တမ်းအလ္လာဟ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကိုနာတွေလုံရင်းကုံဆုံးရတဲ့တတ်တမ်းမျိုးမဖြစ်ပါရစေနဲ့ Ya Allah Ya Allah တတ်တမ်းမှာမိမိရဲ့ရည်မှန်းချက်တွေကိုပြည့်ပြည့်စုံစွာဆောင်ရွက်သွားနိုင်တဲ့တောဖီက အလ္လာဟ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့နောက်ဆုံးထွက်သက်သည့်အီမန်အပေါ်မှာယက်တည်နိုင်တဲ့တောဖီက အလ္လာဟ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့တတ်တမ်းကိုအလ္လာဟ်ဘရကတ်ပေးတော်မူပါ Ya Allah Ya Allah ဒုနီယာမှာအလ္လာဟ်ရဲ့အီဘာဒတ်တွေများမြောင်စွာပြုလုပ်ပြီးအာခိရတ်အတွက်ဆဝပ်တွေစုဆောင်းခြင်းနဲ့အတွက်ကျွန်တော်မျိုးတို့တတ်တမ်းရလိုပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုတတ်တမ်းရှည်လျားမှုချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ရူဇီရိတ်ခါချင်းမြတ်တော်မူပါ Ya Allah ကျွန်တော်မျိုးတို့ရဲ့ရူဇီရိတ်ခါမှာအလ္လာဟ်ဘရကတ်ပေးတော်မူပါ Ya Allah Ya Allah ဟလာရူဇီကိုမပင်ပန်းပဲနဲ့တတ်တောင့်တတ်တာရှာဖွေနိုင်တဲ့တောဖီက အလ္လာဟ်ရှင်ချင်းမြတ်တော်မူပါ Ya Allah Ya Allah အစ္စတ်ကရူဇီချင်းမြတ်တော်မူပါ Ya Allah Ya Allah တိတ်ခါရှိစွာဝမ်းစာဖြည့်နိုင်တဲ့တောဖီက အလ္လာဟ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့လူတယောက်ရဲ့အရှိမလက်ဖြန့်ရတဲ့အဖြစ်ဆိုအလ္လာဟ်ရှင်ကျွန်တော်မျိုးတို့ကိုမလုပ်ပါနဲ့ Ya Allah Ya Allah ကျွန်တော်မျိုးတို့အခုဖြန့်ထားတဲ့လက်အလ္လာဟ်အရှိမပဲကျွန်တော်မျိုးတို့ဖြန့်ပေးရစေ Ya Allah အလ္လာဟ်ကလွယ်ပြီးဘသူအရှိမဒီလက်မဖြန့်ပေးရစေနဲ့ Ya Allah Ya Allah ကျွန်တော်မျိုးတို့ချနေတဲ့မျက်ရည်အလ္လာဟ်အရှိမပဲချပေးရစေ Ya Allah ဒီမျက်ရည်ကိုအလ္လာဟ်အရှိကလွယ်ပြီးဘေးလူတေဦးတော့ရောက်ရဲ့အရှိမအလ္လာဟ်ရှင်ဒီမျက်ရည်ချရတဲ့အဖြစ်မျိုးကျွန်တော်မျိုးတို့ကိုအလ္လာဟ်မလုပ်ပါနဲ့ Ya Allah Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအစ္စတ်ကရူဇီချင်းမြတ်တော်မူပါ Ya Allah တတ်တောင့်တတ်တာနဲ့အစ္စတ်ကရူဇီတိတ်ခါရှိစွာဝမ်းစာဖြည့်နိုင်တဲ့တောဖီက အလ္လာဟ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့အလုတ်အကိုင်မှာအလ္လာဟ်ဘရကတ်ပေးတော်မူပါ Ya Allah Ya Allah လုပ်ငန်းကိုင်ခန်းလုပ်နေတဲ့သူတွေကိုအလ္လာဟ်ရှင်တိုးတက်အောင်မြင်မှုများချင်းမြတ်ပေးနာတော်မူပါ Ya Allah အလုတ်ကိုင်မရှိတဲ့သူတွေကိုအလုတ်ကိုင်ရရှိနိုင်မှုအလ္လာဟ်ရှင်ပြုလုပ်ပေးနာတော်မူပါ Ya Allah အလုတ်ကိုင်ရရှိဖိထားသူတွေကိုလည်းပဲဒီထက်ပိုကောင်းတဲ့အလုတ်ကိုင်များအလ္လာဟ်ချင်းမြတ်ပေးနာတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့ဝင်းငွေတွေမှာအလ္လာဟ်ဘရကတ်ပေးတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဝင်းငွေတွေကိုအလ္လာဟ်ရှင်မကုံသိတဲ့နေရာတွေမှာကုံခြင်းကနေအလ္လာဟ်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah အလ္လာဟ်မနစ်သက်တဲ့နေရာမှာသုံးဆွေးမိခြင်းကနေအလ္လာဟ်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ဝင်ငွေအများကြီးမရှာနိုင်ပါဘူး Ya Allah Ya Allah ကျွန်တော်မျိုးတို့ရှာနိုင်တဲ့ဝင်ငွေနည်းနည်းလေးမှာအလ္လာဟ်ဘရကတ်ချင်းမြတ်တော်မူပါ Ya Allah Ya Allah အဲ့ဒီဝင်ငွေမှာအလ္လာဟ်ဖူလုံမှုချင်းမြတ်တော်မူပါ Ya Allah မိသားစုအားလုံးအတွက်လုံလောက်မှုချင်းမြတ်တော်မူပါ Ya Allah လုံငါမှုချင်းမြတ်တော်မူပါ Ya Allah ပူရှာတဲ့ပတ်စံကိုအလ္လာဟ်လမ်းမှာသုံးဆွဲနိုင်တဲ့တောဖီက အလ္လာဟ်ရှင်ချင်းမြတ်ပေးနာတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရှာခဲ့တဲ့ချွေးနှဲစာတွေကို Ya Allah မကုံသိတဲ့နေရာမှာကုံဆုံးခြင်းကနေအလ္လာဟ်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah ဒီဗလာမူစီဘတ်တီကြောင့်ကုံဆုံးခြင်းကနေအလ္လာဟ်ရှင်ထိမ့်သိမ်းကာကွယ်ဆောက်ရှောက်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ရဲ့ချမ်းသာရေးမှာအလ္လာဟ်ဘရကတ်ပေးတော်မူပါ Ya Allah ချမ်းသာရေးမကောင်းတဲ့သူတွေကိုချမ်းသာရေးချစ်မြတ်တော်မူပါစီဝါတွေမှီဝဲနေရတဲ့သူတွေကိုအလ္လာဟ်ရှင်စီဝါတွေမှီဝဲမှုကနေလွတ်မြောက်မှုအလ္လာဟ်ချစ်မြတ်တော်မူပါ Ya Allah ကျွန်တော်မျိုးတို့ချမ်းသာရေးကြောင့်တပါးသူကိုမှီခိုခြင်းကနေအလ္လာဟ်ရှင်ထိမ့်သိမ်းကာကွယ်ဆောင်ရှောက်တော်မူပါ Ya Allah ချမ်းသာရေးကြောင့်ငွေကြေးကုန်ကျမှုများခြင်းကနေအလ္လာဟ်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah ချမ်းသာရေးမကောင်းတဲ့အတွက်စီယုံစည်းကမ်းတွေမှာအချိန်ကုန်ဆုံးခြင်းကနေအလ္လာဟ်ရှင်ထိမ့်သိမ်းကာကွယ်ဆောင်ရှောက်တော်မူပါ
Ya Allah ကျမ်းကျမ်းမာမာဘဝတတန်းကိုနေထိုင်နိုင်တဲ့ tawfiq အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ခန္ဓာကိုယ်အယုအစစ်အားလုံးတန်မာမှုချီးမြှင့်တော်မူပါ Ya Allah Ya Allah အဲ့ဒီတန်မာမှုနဲ့ Ya Allah ကျွန်တော်မျိုးတို့အလ္လာဟ်ရဲ့အရှိမောက်မှာရူကူတွေစိတ်ဓာတ်တွေအများကြီးလှုပ်ချင်ပါတယ် Ya Allah Ya Allah အဲ့ဒီတန်မာမှုကိုအကြောင်းခံပြီးအလ္လာဟ်အိမ်တော်ကိုတွားပြီးဟတ်တီဥမရာတွေလှုပ်ချင်ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုအလ္လာဟ်တန်မာမှုကျမ်းမာမှုအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah Ya Allah Ya Allah ကျွန်တော်မျိုးတို့ကိုဥစ္စာပစ္စည်းမှာတိုးပွားမှုအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဒီလက်ပြီးတဲ့လက်ဖြစ်ပါရစေ Ya Allah အမြဲတမ်းပြီးတဲ့လက်အဖြစ်နဲ့ပဲအလ္လာဟ်ပြုလုပ်ပေးပါ Ya Allah ယူတဲ့လက်အလ္လာဟ်ဘတော်မှမလုပ်ပါနဲ့ Ya Allah Ya Allah ဒီလက်နဲ့ကျွန်တော်များမြောင်စွာဆဒကာတွေလုပ်ချင်ပါတယ် Ya Allah ဇကာတ်တွေအများကြီးထုတ်ချင်ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဥစ္စာပစ္စည်းကိုတိုးပွားမှုအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah Ya Allah အလ္လာဟ်အိမ်တော်ကိုအချိန်ချင်းတွားရောက်ချင်ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဥစ္စာပစ္စည်းမှာတိုးပွားမှုများပြားမှုအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah ဘာရကတ်နဲ့တကွတိုးပွားမှုအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah အာဖီယတ်နဲ့တကွတိုးပွားမှုအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah Ya Allah ဒီလိုရူစီမျိုးကျွန်တော်မျိုးမရလို့ပါဘူး Ya Allah Ya Allah အဲ့ဒီဥစ္စာပစ္စည်းကိုအကြောင်းခံပြီးကျွန်တော်အလ္လာဟ်ရှင်မြတ်ရဲ့အမိန့်တွေကိုဖီဆန်ခြင်းစိတ်ဖြစ်မဲ့အရာမျိုးကျွန်တော်မျိုးမရချင်ပါဘူး Ya Allah Ya Allah ဒီလိုဥစ္စာပစ္စည်းအဲ့ဒီဥစ္စာပစ္စည်းတွေကြောင့်သားသမီးတွေပျက်စီးခြင်းမျိုးကနေပြီးတော့ကျွန်တော်မျိုးကိုအလ္လာဟ်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဒွါကိုလက်ခံတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့နီးအိမ်မှာအလ္လာဟ်ဘာရကတ်ပေးတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့ဒုနီယာရဲ့ဒီနီးအိမ်လေးမှာအလ္လာဟ်ရှင်အေးချမ်းသာယာမှုချစ်မြတ်တော်မူပါ Ya Allah Ya Allah မိသားစုဝင်အားလုံးချစ်ခင်မှုအလ္လာဟ်ချစ်မြတ်တော်မူပါ Ya Allah သားသမီးတွေအားလုံးချစ်ခင်မှုအလ္လာဟ်ချစ်မြတ်တော်မူပါ Ya Allah Ya Allah မိသားစုအားလုံးဒင်ရှိမှုအလ္လာဟ်ချစ်မြတ်တော်မူပါ Ya Allah Ya Allah သားသမီးကိုကြည်လိုက်တိုင်းမျက်စိအေးစရာအဖြစ်အလ္လာဟ်ပြုလုပ်ပေးတော်မူပါ Ya Allah Ya Allah မိသားစုဝင်တွေအားလုံးတယောက်နဲ့တယောက်စာနာထောက်ထားပြီးကိုချင်းစာပြီးဖေးမပြီးကူညီပြီးအဲ့ဒီလိုနေထိုင်နိုင်တဲ့ tawfiq အလ္လာဟ်ချင်းချီးမြှင့်ပေးနာတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးရဲ့တွားကိုလက်ခံတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့မိဘတွေကိုအလ္လာဟ်မဂ်ဖီရတ်ချီးမြှင့်တော်မူပါ Ya Allah တသိရှင်ရှားရှိတဲ့မိဘတွေကိုအလ္လာဟ်မဂ်ဖီရတ်ချီးမြှင့်တော်မူပါ၎င်းတို့ရဲ့တတမ်းမှာဘာရကတ်ပေးတော်မူပါ၎င်းတို့ရဲ့ကျမ်းမာရေးမှာအလ္လာဟ်ဘာရကတ်ပေးတော်မူပါ Ya Allah ၎င်းတို့ရဲ့လွင်ဆန္ဒတွေအလ္လာဟ်ဖြည့်ဆည်းပေးနာတော်မူပါ Ya Allah ကိုယ်လွန်သွားရှာပြီးဖြစ်တဲ့မိဘတွေကိုအလ္လာဟ်မဂ်ဖီရတ်ချီးမြှင့်တော်မူပါ Ya Allah ၎င်းတို့ရဲ့ကဘာဒီကိုဂျန်နတ်ရဲ့အစိပ်ပိုင်းအလ္လာဟ်ပြုလုပ်ပေးတော်မူပါ Ya Allah ၎င်းတို့ကိုအာခိရတ်မှာမြင့်မားတဲ့နေရာမှာအလ္လာဟ်ထားတော်မူပါ Ya Allah ၎င်းတို့ကိုဂျန်နတ်ုလ်ဖီရဒေါစ်အလ္လာဟ်ချီးမြှင့်ပေးနာတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့မိဘတွေကျွန်တော်မျိုးတို့ကိုငယ်ရွယ်စဉ်ဘဝမှာကျင့်နာယူရခဲ့ပါတယ် Ya Allah Ya Allah သူတို့ရဲ့လူအင်ဆန္ဒတွေကိုပြီးဖယ်ပြီးကျွန်တော်မျိုးရဲ့လူအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့ပါတယ် Ya Allah Ya Allah သူတို့အိုမင်းလာတဲ့အချိန်အလ္လာဟ်သူတို့အပေါ်မှာကျင့်နာတော်မူပါ Ya Allah Ya Allah သူတို့ကွယ်လွန်သွားပြီးတဲ့နောက်အလ္လာဟ်သူတို့ကိုအဲ့ဒီအစာပြန်လည်ပြီးတော့အလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah အလ္လာဟ်ပြန်လည်ပြီးတော့ကျင့်နာတနာတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဒုအာကိုလက်ခံတော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့သားသမီးမှာအလ္လာဟ်ဘာရကတ်ပေးတော်မူပါ Ya Allah လိမ္မာရေးချရှိတဲ့သားသမီးတွေအလ္လာဟ်ချီးမြှင့်တော်မူပါသင်သာသနာကိုင်းဆိုင်တဲ့သားသမီးတွေအလ္လာဟ်ချီးမြှင့်တော်မူပါ Ya Allah ကျွန်တော်မျိုးရဲ့သားသမီးတွေကိုဒုနီယာကိုဒီန်ကိုနှစ်ခုစလုံးမှာအောင်မြင်တိုးတက်မှုအလ္လာဟ်ချီးမြှင့်ပေးနာတော်မူပါ Ya Allah ဒုနီယာကိုအာခိရတ်ကိုနှစ်ဌာနစလုံးမှာအလ္လာဟ်ရှင်၎င်းတို့ကိုအောင်မြင်တိုးတက်မှုချီးမြှင့်ပေးနာတော်မူပါ Ya Allah Ya Allah သားသမီးကြောင့်ကျွန်တော်မျိုးဘေးအစ္စတ်ဖြစ်ခြင်းရနေအလ္လာဟ်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah Ya Allah ဒုနီယာမှာလည်းသားသမီးဟာကျွန်တော်မျိုးတို့အတွက်ဂုဏ်သိက္ခာရဲ့ရှိခြင်းရဲ့အကြောင်းခံအာခိရတ်မှာလည်းပဲအစ္စတ်ရဲ့အကြောင်းခံအဖြစ်အလ္လာဟ်ပြုလုပ်ပေးတော်မူပါ Ya Allah Ya Allah သားသမီးကြောင့်မျက်ရည်ကျခြင်းကနေအလ္လာဟ်ရှင်ထိမ့်သိမ်းဆောက်ရှောက်တော်မူပါ Ya Allah Ya Allah သားသမီးကကျွန်တော်မျိုးတို့မိဘတွေရဲ့အမိန့်နာခံတဲ့သားသမီးအဖြစ်အလ္လာဟ်ရှင်ပြုလုပ်ပေးနာတော်မူပါ Ya Allah သားသမီးတွေရဲ့ပညာရေးကျမ်းမာရေးအဆဆအရာရာမှာအလ္လာဟ်ဘာရကတ်ချီးမြှင့်တော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးရဲ့ဒုအာကိုလည်းအလ္လာဟ်ရှင်လက်ခံတော်မူပါ Ya Allah Ya Allah ကျွန်တော်မျိုးတို့မှုတ်ချယုံကြည်ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့အကြီးအကဲတွေဒီလိုပြောတာကြားဘူးပါတယ် Ya Allah စာအုပ်စာပေတွေမှာဒီလိုတွေဖတ်ဘူးပါတယ် Ya Allah Ya Allah အလ္လာဟ်ရှင်မြတ်ဟာဖီရအောင်ကဒုအာကိုဖီရအောင်ကဂုဏတွေများစွာပြုလုပ်နေတဲ့ကြားမိမိကိုမိမိခိုဒါလို့ကြွေးကြော်နေတဲ့ကြားကအလ္လာဟ်လက်ခံခဲ့ပါတယ် Ya Allah Ya Allah ကျွန်တော်မျိုးတို့အလ္လာဟ်ထံတော်ပါမှာစေဒါလုပ်ပြီးတော့အီရှာနမတ်ကိုဖတ်ပြီးတော့ကျွန်တော်မျိုးတို့အလ္လာဟ်ရဲ့ထံတော်
တော်ပါမှာခရယူကျိုးစွာတောင်းခံနေတဲ့ဒူအာကိုကျွန်တော်မျိုးတို့ယုံကြည်ပါတယ်ယာအလ္လာဟ်အလ္လာဟ်မုတ်ချကဘူလောက်လက်ခံပါယာအလ္လာဟ်ယာအလ္လာဟ်အလ္လာဟ်ကျွန်တော်မျိုးရဲ့ဒူအာကိုမပေချပါနဲ့ယာအလ္လာဟ်အလ္လာဟ်ကဘူလောက်တော်မူပါယာအလ္လာဟ်မုတ်ချလက်ခံတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ကျွန်တော်မျိုးတို့ရဲ့နောက်ဆုံးထပ်တမှာကလီမာရဲ့တောဖစ်အလ္လာဟ်ချင်းမြတ်တော်မူပါယာအလ္လာဟ်တောဘာပြုလုပ်ပြီးမှကွယ်လွန်နိုင်တဲ့တောဖစ်အလ္လာဟ်ချင်းမြတ်တော်မူပါယာအလ္လာဟ်တောဘာမလုပ်ရသေးဘဲနဲ့ဂုဏတွေနဲ့အတူကွယ်လွန်ရတဲ့အဖြစ်စုကနေအလ္လာဟ်ထိမ့်သိမ့်ဆောက်ရှောက်တော်မူပါယာအလ္လာဟ်ကျွန်တော်မျိုးတို့ကိယာမတ်နေ့ကျရင်ယာအလ္လာဟ်ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ရဲ့အချစ်တော်နဗီတမန်တော်တွေဆွီတီကီတွေရှူဝဒါတွေနဲ့အတူတူအလ္လာဟ်ရှင်ပြန်တနိုင်တဲ့တောဖစ်ချင်းမြတ်တော်မူပါယာအလ္လာဟ်အရရှေရဲ့အရေးအလ္လာဟ်ချင်းမြတ်ပေးနာတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ကျွန်တော်မျိုးတို့အလ္လာဟ်ထံတော်ပါကနေဂျန်နတ်ကိုတောင်းခံပါရယာအလ္လာဟ်ဂျန်နတ်ချင်းမြတ်ပါယာအလ္လာဟ်ဂျဟန္နမ်ကနေခိုးလုံပါရယာအလ္လာဟ်ယာအလ္လာဟ်ဒုနီယာရဲ့မီးအပူကိုတောင်ခံနိုင်တဲ့အင်အားအရေးချင်းကျွန်တော်မျိုးတို့မှာမရှိပါဘူးယာအလ္လာဟ်ယာအလ္လာဟ်ကျွန်တော်မျိုးတို့ဂျဟန္နမ်လေးကို10မိနစ်10စက္ကန့်အတွက်လည်းမဝင်ရဲပါဘူးယာအလ္လာဟ်ယာအလ္လာဟ်ဂျန်နတ်ချင်းမြတ်ပါယာအလ္လာဟ်ဂျန်နတ်ပေးပါယာအလ္လာဟ်ယာအလ္လာဟ်ဂျန်နတ်သွားဖို့ထိုက်တန်တဲ့အမလ်တွေတော့မရှိပါဘူးယာအလ္လာဟ်သို့ပေမဲ့အလ္လာဟ်ရဲ့ရဟမတ်အလ္လာဟ်ရဲ့ချင်နာမှုကိုကျွန်တော်မျိုးတို့မျှော်ကိုးပါတယ်ယာအလ္လာဟ်အလ္လာဟ်ရဲ့ချင်နာမှုရဲ့အကြောင်းကံနဲ့ယာအလ္လာဟ်ကျွန်တော်မျိုးတို့ကိုအလ္လာဟ်ဂျန်နတ်ချင်းမြတ်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ကျွန်တော်မျိုးတို့ရဲ့ဒုနီယာရဲ့ဘဝတတန်းကိုယာအလ္လာဟ်ယာအလ္လာဟ်ဆဘရ်केလမ်းကနေလဲဂျန်နတ်ကိုဖောက်လို့ရပါတယ်ရှုကူရ်केလမ်းကနေလဲဂျန်နတ်ကိုဖောက်လို့ရပါတယ်သို့ပေမဲ့လည်းပဲဒုနီယာရဲ့ဘဝတတန်းမှာရှုကူရ်केလမ်းရှုကူလုပ်ရင်နဲ့ဂျန်နတ်ကိုသွားနိုင်တဲ့တောဖစ်အလ္လာဟ်ချင်းမြတ်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ကျွန်တော်မျိုးတို့အင်မတန်တိမ်နှုတ်ချိနဲ့နှုတ်နေတဲ့ဘန္တာတွေပါယာအလ္လာဟ်ယာအလ္လာဟ်ဒုက္ခတောကတွေကိုရင်ဆိုင်နိုင်စွမ်းမရှိပါဘူးယာအလ္လာဟ်ယာအလ္လာဟ်ဆဘရ်လုပ်နိုင်စွမ်းမရှိပါဘူးယာအလ္လာဟ်ယာအလ္လာဟ်ကျွန်တော်မျိုးတို့ကိုအဲ့ဒီအတွက်ယာအလ္လာဟ်ရှုကူရ်केလမ်းကနေပဲအလ္လာဟ်ဂျန်နတ်ကိုချီးမြှင့်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ဒုက္ခတောကတွေကနေအလ္လာဟ်ရှင်လွတ်မြောက်မှုချီးမြှင့်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ဒုက္ခတောကပူဆွေးမှုအလုံးစုံကနေကျွန်တော်မျိုးတို့ကိုလွတ်မြောက်မှုချီးမြှင့်တော်မူပါယာအလ္လာဟ်အကျွေးမီတင်နေတဲ့သူတွေကိုအကျွေးတွေပြန်ဆက်နိုင်တဲ့တောဖစ်အလ္လာဟ်ချီးမြှင့်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်နီအိမ်ပိုင်မရှိသေးတဲ့သူတွေကိုအိမ်ပိုင်အများဆုံးရရှိနိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်အများကြီးမိတ်ဆွေတွေမိသားစုနဲ့တကွေးတပြားဖြစ်နေရပါတယ်ယာအလ္လာဟ်ယာအလ္လာဟ်သားသမီးတွေကိုစိုးရင်တကြီးနဲ့နိုင်ငံရခြားတွေပို့ထားပါတယ်ယာအလ္လာဟ်ယာအလ္လာဟ်မိသားစုတွေပြန်ပြီးစုံစည်းနိုင်တဲ့တောဖစ်အလ္လာဟ်ချီးမြှင့်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်လူငယ်တွေအတွက်စိုးရင်မှုတွေများပြားနေပါတယ်ယာအလ္လာဟ်ယာအလ္လာဟ်အေးအေးချမ်းချမ်းလွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်အလ္လာဟ်ရှင်မြတ်ဟာအချိန်နေအရရက်ကိုပြောင်းလဲနိုင်တဲ့အရှင်ဖြစ်ပါတယ်ယာအလ္လာဟ်ယာအလ္လာဟ်ကောင်းတဲ့အချိန်တွေကိုအလ္လာဟ်ရှင်ကျွန်တော်မျိုးတို့အားအမြန်ဆုံးချီးမြှင့်ပြောင်းလဲပေးနာတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ရူဇီရိတ်ခါကိုလွယ်လွယ်ကူကူဖောဖောတီတီရှာနိုင်တဲ့အချိန်မျိုးအလ္လာဟ်ရှင်ပြောင်းလဲပေးတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ကုံစည်းနှုံးနေမြင့်နေတဲ့အခြေအနေတွေကိုအလ္လာဟ်ရှင်အမြန်ဆုံးအဆုံးသတ်မှုချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်အရင်လိုအေးချမ်းချမ်းလွတ်လွတ်လပ်လပ်တွာလာနိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်ဆိုရင်ကြောင်းကြမှုတွေကနေပြီးတော့နေထိုင်နေရတဲ့အချိန်တွေကိုအမြန်ဆုံးအလ္လာဟ်ရှင်ကုံဆုံးစေတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်မြန်မာနိုင်ငံအဝှမ်းမှာအများကြီးစစ်ရှောင်ဒုက္ခတွေရှိနေပါတယ်ယာအလ္လာဟ်ယာအလ္လာဟ်ရှေ့လာမဲ့ရမ်ဇန်လမှာသူတို့တွေအတွက်အများကြီးအခက်အခဲတွေမှုချရှိမှာပါယာအလ္လာဟ်ယာအလ္လာဟ်သူတို့တွေကိုအမြန်ဆုံးမိမိရဲ့နေရပြန်နိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်နေမီဒေသတိုင်းကိုအေးချမ်းမှုအလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်ရှေ့လာမဲ့ရမ်ဇန်လမှာအေးချမ်းနဲ့အလ္လာဟ်ရဲ့အီဘာဒတ်တွေကိုလုပ်ပြီးကုံဆုံးနိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ကဘာနဲ့အဝါမှာရှိတဲ့မွတ်စလမန်တွေအားလုံးရှေ့လာမဲ့ရမ်ဇန်လကိုအေးချမ်းဖြတ်သန်းနိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယာအလ္လာဟ်အထူးသဖြင့်ပါလက်စတိုင်းဂဇာမှာရှိတဲ့မွတ်စလမန်တွေကိုလည်းပဲအလ္လာဟ်ရှင်ရမ်ဇန်လကိုအေးချမ်းနေထိုင်နိုင်တဲ့တောဖစ်အေးချမ်းရမ်ဇန်လကိုအီဘာဒတ်တွေလုပ်ရင်ကုံဆုံးနိုင်တဲ့တောဖစ်အလ္လာဟ်ချီးမြှင့်တော်မူပါယာအလ္လာဟ်ယာအလ္လာဟ်၎င်းတို့ရဲ့အခက်အခဲတွေကိုအလ္လာဟ်ရှင်ဖေရှားပေးနာတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်၎င်းတို့ကိုအနိုင်ကျင့်နှိပ်စက်တပ်ဖြတ်နေတဲ့ယာအလ္လာဟ်ဒီရန်သူတွေကိုအလ္လာဟ်ရှင်အဆုံးသတ်စေတော်မူပါယာအလ္လာဟ်ဒီရန်သူတွေကိုအလ္လာဟ်ရှင်ချေမှုန်းတော်မူပါယာအလ္လာဟ်ဒီရန်သူတွေကိုအလ္လာဟ်ရှင်ပျက်စီးစေတော်မူပါယာအလ္လာဟ်မစဂျစ်အက်ဆာကိုမွတ်စလမန်တွေယခင်ကလိုပြန်လဲရယူနိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီး
ချင်းမြတ်ပေးနာတော်မူပါယအလ္လာဟ်ကျွန်တော်မျိုးရဲ့ဒူအာကိုလက်ခံတော်မူပါယအလ္လာဟ်မြန်မာနိုင်ငံအဝှမ်းမှာရှိတဲ့မွတ်စလမန်တွေကိုအလ္လာဟ်ထိန်းသိမ်းဆောက်ရှောက်တော်မူပါအသက်အိုးအိမ်အားလုံးကိုအလ္လာဟ်ရှင်လုံခြုံမြချွတ်မြပေးနာတော်မူပါပလီဝတ်ကျောင်းတော်တွေကိုအလ္လာဟ်ရှင်ထိန်းသိမ်းဆောက်ရှောက်တော်မူပါဒီနကဲလုပ်ငန်းအသီးသီးကိုအလ္လာဟ်ရှင်ထိန်းသိမ်းဆောက်ရှောက်တော်မူပါမဒရဆာတွေကိုအလ္လာဟ်ရှင်ထိန်းသိမ်းဆောက်ရှောက်တော်မူပါယအလ္လာဟ်ကျွန်တော်မျိုးရဲ့ဒူအာကိုအလ္လာဟ်ရှင်လက်ခံသဘောတူတော်မူပါယအလ္လာဟ်ကျွန်တော်မျိုးကိုယ်နဲ့ကာရပါယအလ္လာဟ်အပြစ်တွေအများကြီးလှုပ်ထားတဲ့သူပါယအလ္လာဟ်ယအလ္လာဟ်သူပေမဲ့လည်းပဲဒီထိုင်ဝိုင်းမှာခလင်းငယ်လေးတွေပါပါတယ်ယအလ္လာဟ်ဒီခလင်းငယ်လေးတွေကိုအကြောင်းခံပြီးကျွန်တော်မျိုးတို့ရဲ့အပြစ်တွေကျွန်တော်မျိုးတို့ရဲ့ဒူအာတွေကိုအလ္လာဟ်လက်ခံတော်မူပါယအလ္လာဟ်ယအလ္လာဟ်ဒီထိုင်ဝိုင်းမှာတကြီးရွယ်ဦးတွေပါပါတယ်ယအလ္လာဟ်ယအလ္လာဟ်ဒီတကြီးရွယ်ဦးတွေကိုအကြောင်းခံပြီးတော့ကျွန်တော်မျိုးတို့ရဲ့ဒူအာကိုအလ္လာဟ်လက်ခံတော်မူပါယအလ္လာဟ်ယအလ္လာဟ်ဒီညဟာလိုင်လတုန်နစ်ဖ်မင်ရှာဘန်ဖြစ်ပါတယ်ယအလ္လာဟ်ယအလ္လာဟ်ဒီညမှာအလ္လာဟ်ရှင်အထူးမဂ်ဖီရတ်ချီးမြှင့်တော်နေတယ်ဆိုပြီးတော့ကျွန်တော်မျိုးတို့သိထားရပါတယ်ယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးတို့မဂ်ဖီရတ်ကနေလက်မဲ့မဖြစ်ရပါစေနဲ့ယအလ္လာဟ်ယအလ္လာဟ်မဂ်ဖီရတ်ဒီညကိုကုံဆုံးရဲ့မဂ်ဖီရတ်ရရှိသွားတဲ့သူတွေရဲ့စိတ်ရင်းထဲမှာကျွန်တော်မျိုးတို့ပါဝင်ခွင့်ရတော်မူပါစေယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးတို့အခုတောင်းတဲ့ဒူအာတွေကိုလည်းအလ္လာဟ်လက်ခံတော်မူပါယအလ္လာဟ်ကျွန်တော်မျိုးတို့အိမ်မှာတောင်းတဲ့ဒူအာတွေကိုလည်းပဲအလ္လာဟ်ရှင်လက်ခံတော်မူပါယအလ္လာဟ်ယအလ္လာဟ်ဤပလီဝေကျောင်းတော်ကြီးကိုအလ္လာဟ်ရှင်သိမ့်သိမ့်ဆောက်ရှောက်တော်မူပါယအလ္လာဟ်ယအလ္လာဟ်ဒီပလီဝေကျောင်းတော်ပြင်ဆင်ဆောက်လုပ်ရေးမှာယအလ္လာဟ်ပါဝင်ကူညီခဲ့တဲ့သူအကုန်လုံးကိုအလ္လာဟ်ရှင်ဒုနီယာအခီရတ်မှာကြီးမားတဲ့အကျိုးအဆချီးမြှင့်ပေးနာတော်မူပါယအလ္လာဟ်၎င်းတို့ရဲ့ဥစ္စာပစ္စည်းမှာဝင်ငွေမှာအလုပ်ကိုင်းမှာကျန်းမာရေးမှာဘတ်ဆုံးကနေအလ္လာဟ်ရှင်ဘရကတ်များချီးမြှင့်ပေးနာတော်မူပါယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးရဲ့ဒူအာကိုအလ္လာဟ်ရှင်လက်ခံတော်မူပါယအလ္လာဟ်တမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလုလ္လာဟ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုအကြောင်းခံပြီးတော့ကျွန်တော်မျိုးတို့အားလုံးရဲ့ဒူအာကိုလက်ခံတော်မူပါယအလ္လာဟ်ကျွန်တော်မျိုးတို့နှုတ်ကဖွင့်ပြီးတောင်းတဲ့ဒူအာတွေကိုလည်းအလ္လာဟ်လက်ခံတော်မူပါယအလ္လာဟ်ကျွန်တော်မျိုးတို့နှလုံးသားထဲမှာတော့ရှိနေတဲ့နှုတ်ကဖွင့်မတောင်းပေမဲ့လည်းနှလုံးသားထဲကမှာရှိနေတဲ့လူအင်ဆာနာတွေကိုအလ္လာဟ်သိတော်မူပါတယ်ယအလ္လာဟ်ယအလ္လာဟ်အဲ့ဒီလူအင်ဆာနာတွေကိုလည်းအလ္လာဟ်ဖြည့်ဆည်းပေးနာတော်မူပါယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးတို့ကိုအလ္လာဟ်နမာဇီအဖြစ်အလ္လာဟ်ပြုလုပ်ပေးနာတော်မူပါယအလ္လာဟ်ယအလ္လာဟ်အိမ်တိုင်းကိုမိသားစုလိုက်နမာဇီဖြစ်ခွင့်အလ္လာဟ်ချင့်မြတ်တော်မူပါယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးတို့ကိုလူတွေထမ်းစင်နဲ့တင်ပြီးတော့လူတွေအားလုံးကျွန်တော်မျိုးတို့ကိုအရှိမချပြီးဂျနာဇာနမတ်မဖတ်ခင်အရင်ကျွန်တော်မျိုးတို့ယအလ္လာဟ်မိမိကိုကျွန်တော်မျိုးတို့နမာဇီအဖြစ်နဲ့ပြုလုပ်နိုင်တဲ့တောဖီအလ္လာဟ်ရှင်ချင့်မြတ်တော်မူပါယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးတို့ကိုလူတွေကိုဆူလ်ကြီးချိုးမပေးခင်အရင်ကျွန်တော်မျိုးတို့မိမိရဲ့ခန္ဓာကိုယ်ကိုတောဘာရဲ့ကိုဆူလ်လုပ်နိုင်တဲ့တောဖီအလ္လာဟ်ရှင်ချင့်မြတ်ပေးနာတော်မူပါယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးတို့ကိုလူတွေအဝိဖြူနဲ့ကဖန်မပတ်ပေးခင်အရင်ကျွန်တော်မျိုးတို့တကွာရဲ့လီဘာစ်တကွာရဲ့ဝိယုံကိုဝတ်နိုင်တဲ့တောဖီအလ္လာဟ်ရှင်ချင့်မြတ်ပေးနာတော်မူပါယအလ္လာဟ်ယအလ္လာဟ်လူတွေကျွန်တော်မျိုးတို့ကိုကဖန်ပတ်ပြီးတော့ကျိုးနဲ့စီးပြီးတော့ကဘာရဲကိုထည့်ပြီးမြေကြီးနဲ့မပိတ်ခင်အရင်ကျွန်တော်မျိုးတို့မိမိကိုအလ္လာဟ်ရဲ့ထံတော်ပါမှာအနိုင်နဲ့တောဖီအလ္လာဟ်ပဲလှည့်နိုင်တဲ့တောဖီအလ္လာဟ်ရှင်ချီးမြှင့်ပေးနာတော်မူပါယအလ္လာဟ်ယအလ္လာဟ်ကျွန်တော်မျိုးရဲ့ဒူအာကိုလက်ခံတော်မူပါယအလ္လာဟ်ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم اللهم واكية كواكية الوليد اللهم إنا نسألك من خير ما سألك منه عبدك ونبيك محمد صلى الله عليه وسلم ونعوذ بك من شر ما استعاذك منه عبدك ونبيك محمد صلى الله عليه وسلم فأنت المستعان وعليك البلاغ لا حول ولا قوة إلا بالله العلي العظيم ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم سمعنا وأطعنا غفرانك ربنا وإليك المصير والحمد لله رب العالمين